ငါးလပိုင်းကာလအတွင်းတကူလုံးရွှေ့ချထားနိုင်လောက်အောင်ကြည်တဲ့ကြွားချမ်းသာမဲ့နေနယ်လေးကိုအကြောင်းအခုလောဟော့ကိန်းထုတ်လာတဲ့နာမည်ကြီးပြီးတင်စရာပြီးခဲ့တဲ့16ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့မှာလှုပ်ခတ်သွားခဲ့တဲ့ငလျင်သတင်းကိုအားလုံးပဲကြားလိုက်ကြမှာပါနော်လောကကြီးမှာအကြောင်းမဲ့ဖြစ်ပျက်လာတဲ့နမိတ်ဆိုတာမရှိပါဘူးရှင်အဲ့ဒီငလျင်လှုပ်ခတ်သွားတဲ့16ရက်နေ့ကမြန်မာမင်းအုပ်စိုးတဲ့ယောဟန်နီနက်ခန်းနဲ့ထူးထူးခြားခြားလာရောက်ဆန်းရှင်နေတဲ့အချိန်ခါသမ ्या ဖြစ်ပါတယ်နာမည်ကြီးပြီးတင်စရာကိုရိုင်းကတော့အဲ့ဒီငလျင်နမိတ်နဲ့နက်ခတ်အလှည့်ပြောင်းရအခု9လပိုင်းကနေစပြီးတော့တကူလုံးရွှေ့ချထားနိုင်လောက်အောင်ကြည်တဲ့ကြွားချမ်းသာမဲ့မွေးနေ့နေ့နယ်လေးကိုအကြောင်းကိုအန်အောမြင့်သက်စရာဟောကိန်းထုတ်လိုက်ပါပြီရှင်တကယ်လို့ပြည်သက်ကြီးတို့ကအခုပြပြပေးမဲ့နေ့နယ်သားသမီးတွေကတယောက်ဖြစ်နေမယ်ဆိုရင်တော့လာမယ့်6လပိုင်းအကျော်ကျွန်းမှာကြောက်ကမန်းလေးဘဝတစ်စစ်ချိုးပြောင်းလဲပြီးတော့တတိဖြစ်ကင်းဆက်ရောက်ကြမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအစကနေအဆုံးထိအောင်တိတိကျကျလေးနားထောင်ပေးပါရှင်ပထမဆုံးကံကြမ္မာရွှေအောင်လွှမ်းတော့မဲ့နေနံကတော့တနင်္ဂနွေသားသမီးတွေဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေကအရန်လာတွေကဘလောက်ပဲစီးပွားရေးတွေပိတ်ဆို့ပြီးငွေကြေးကျက်တဲခဲ့ပါစေဒီ16ရက်နေ့ငလင်နမိတ်အပြီးမှာတော့အသင်းပေါ်မှာဆွဲကပ်နေတဲ့ကန်ဆိုးမှုမှန်သမျှရက်ကျန့်သွားတော့မှာဖြစ်ပါတယ်မကြမ်းမထားတဲ့နေရာတွေကနေငွေအလုံးရင်ဝင်လာပြီးတော့အေဂျင့်ချင်းကြုံဝချင်းတွေနဲ့ဂျူကောင်းဝင်တဲ့အနာဂတ်အသစ်တစ်ခုကိုစတင်ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်ဒုတိယမြောက်ဘဝတစ်စစ်ချိုအောင်မြင်တော့မဲ့နေနိုင်ကတော့ဗုဒ္ဓဦးသားသမီးတွေဖြစ်ပါတယ်ဗုဒ္ဓဦးသားသမီးတွေအတွက်ကတော့ပြမမင်းအုပ်ဆိုးတဲ့နှက်ခတ်စွန့်အင်ကိုအပြည့်အဝရရှိပြီးတော့ကန်တကားကြီးအုံကနေပွန့်သွားမဲ့အလှည့်ရောက်လာပါပြီလုပ်ငန်းအသစ်တွေအယောင်းဝယ်ကနေအအောင်စရာကောင်းလာအောင်မြင်မှုတွေစက်တိုက်ဝင်လာမှာဖြစ်ပြီးတော့အရင်ကကြုံခဲ့ရတဲ့စိတ်ညစ်စရာတွေအားလုံးကပျောက်ကင်းသွားလို့ကြည်တဲ့ချမ်းသာဒုက္ခကိုခံစားရတော့မှာဖြစ်ပါတယ်တတရားမြောက်ကြောက်ကမန်းလေးလက်ပွန့်တော့မဲ့နေနိုင်ကတော့စနေသားသမီးတွေဖြစ်ပါတယ်ရှင်စနေသားသမီးတွေအနေနဲ့ဒီ16ရက်နေ့နောက်ပိုင်းကနေစပြီးလာမယ့်6လပိုင်းအတွင်းမှာဘဝရဲ့တမိုင်းကြောင်းအသစ်ကိုရေးထိုးရလောက်အောင်စီးပွားဥစ္စာတွေကဒီရေအလားတိုးပွားလာပါလိမ့်မယ်ရှာသမျှငွေတွေအဖက်ကျလာမယ်ပိုင်ဆိုင်မှုအသစ်တွေတိုးပွားလာပြီးတော့အချိန်ဒီမှန်သမျှအကောင်းဘက်ကိုပြောင်းကနေပြောင်းလဲသွားမယ့်ထူးခြားတဲ့ကန်ထူးရှင်တွေဖြစ်ပါတယ်နောက်ဆုံးစတုထမြောက်အဆင့်ကျမ်းမြင့်မောစွာချမ်းသာမဲ့နေနိုင်ကတော့တောက်ကြသားသမီးတွေဖြစ်ပါတယ်တောက်ကြသားသမီးတွေကတော့ရွှေဝင်ငိုဝင်အစမတန်ပွင့်လန်းမဲ့ကံမျိုးဖြစ်ပါတယ်။ဘာလို့ပဲလို့အဆင်ပြေလာမဲ့အပြင်ဘဝကိုပူလောင်စေမဲ့ငွေကြေးတောကတွေကင်းဝေးပြီးတော့တကူလုံးရွှေ့ချထားနိုင်လောက်အောင်စီးစိမ်ချမ်းသာတွေလက်ဝယ်ပိုင်ဆိုင်ရတော့မှမလွဲဧကံပဲဖြစ်ပါတယ်။ဒီလိုမျိုးနှက်ခတ်လွှမ်းမှုအရာရရှိလာမဲ့ကောင်းမွန်တဲ့ကံကြမ္မာအသစ်တွေကိုမိမိထံအရောက်ဆွဲခေါ်နိုင်ဖို့နဲ့ကံတရားကိုပုံပုံမြင့်မားလာစေဖို့အတွက်အခုပြောပြခဲ့တဲ့နေ့နံလေးကိုစလုံးကနေ့စဉ်နေ့တိုင်းဖျားရှင်ရဲ့ဂုဏ်တော်၉ပါးကိုမိမိတတ်နိုင်သမျှစိတ်ပတိစိတ်ပြီးတော့ပွားများပူဇော်ပေးပါရှင်။ဒါပြင်ရေတန့်ဘူးတွေရေအေးရေခဲရေစာရာတွေကိုဖျားမှာပဲဖြစ်ဖြစ်လမ်းဘေးကရေငတ်နေသူတွေကိုပဲဖြစ်ဖြစ်အလူဒါနအမြတ်ပြုလုပ်ပေးပါအဲ့ဒီလိုယုံကြည်ချက်ရှိရှိနဲ့လှုပ်ဆောင်ရင်ကွန်မန့်မှာလည်းမိမိတို့ရဲ့အမွေးနေ့နေ့နံလေးကို6လပိုင်းအတွင်းဘဝပြောင်းလဲပါစေဆိုပြီးတော့အဋိဌံပြုရေးသားခဲ့ဖို့အတွက်လည်းဆရာကြီးကမှာကြားထားပါတယ်ဆရာကြီးကိုယ်တိုင်ကလည်းကန်ဆာတာရှင်တွေတိုးတက်ကြီးပွားစေဖို့အတွက်တဦးချင်းစီရဲ့အမွေးနေ့အလိုက်ထပ်မံပြီးတော့မြတ်တာတက်ပို့တာဆူတောင်းပေးသွားမှာဖြစ်ပါတယ်ကန်ထူးရှင်နေနာပိုင်းရှင်နေနဲ့9ရက်သားသမီးအားလုံးဆရာကြီးရဲ့မြတ်တာတက်ကိုခံယူပြီးတော့9လပိုင်းမှာကျမ်းမာချမ်းသာပါစေလို့ဆုတောင်းခဲ့ကြပါနော်